ဒီကွန်မန့်ပိုက်ရှင်ညီမတွေကသူ့ကိုသိ50တာထောက်ဘလောက်တယ်တဲ့မမလေးမေးတာပေါ့နော်သူ့ကိုသိ50တာထောက်မမလေးဒီမှာ3000နဲ့ရောက်ပေးနေပါလေရှင်အများကြီးပဲသူ့ကိုသိဒါကြတော့မမလေးတို့ဂျူဒီယာတငယ်ချင်းတို့ပြန်ရဖို့ပေါ့နော်ဒါကြတော့30တာအထုပ်တွေမမလေးပြန်ခွဲရပါမယ်ရှင်30တာနိုးစီဘူးတဘူးနဲ့ညီမျှဆိုမမလေးနိုးစီဘူးတွေနဲ့ပဲခွဲတော့မှာအဲ့ထဲထည့်ပါမယ်ရှင်လူတွေတန်ငါ30တာလေးတွေထုတ်ပြီးရပါမယ်ရှင်မတီယိုစစ်တွေရမ်းရောင်းကောင်းတယ်နော်ဟုတ်တယ်ဒီလိုစီအခုတော်အရန်ရောင်းကောင်းတော့ဆေးရုံမှာလက်ပို့နေတာအများကြီးပဲဟုတ်တယ်အခုချိန်ဒီလိုစီနဲ့အကျိုးပေးတယ်ဖြစ်မှာဒီလိုစီအရန်ရောင်းကောင်းနေတယ်ရောင်းကောင်းနေပြီဆိုအောင်မြင်ပြီဆိုဘာလို့မှလဲပြောဒီလိုစီနဲ့အောင်မြင်လို့စီတော့မမတွေကတော့သူများလေးဂျပန်သွားတဲ့ချိန်မှာမမတွေကရွာပြန်ပါမယ်ရှင်အောင်မြင်လို့စီရွာမှာကြိုက်မှနေပြီးတော့ကိုယ်မှာအေးဆေးတဲ့နေမှာပေါ့နော်မမတွေရဲ့ရည်ရွယ်ချက်ကဒီလိုစိနဲ့အောင်မြင်တော့ရွာပြန်မယ်မွန်ပြည်နယ်ကိုပြန်ပါမယ်ရှင်အခုတော့ဆိုတော့ဒီလိုစိရာဖို့ထုတ်လိုက်ပါဦးမယ်ရှင်ဒီလိုစိမှာအကြီးပဲကောင်းနေတော့ပဲဒီလိုစိအမောင်အားပေးတဲ့လူတွေအများကြီးပဲနော်ဟုတ်တယ်ဒါမမတွေအားပေးတဲ့လူတွေအကောကုတို့ရမမတွေအခုဒီတစ်ခါတီဝိုစိတ်တဲ့အများကြီးရောင်းရသေးမမတွေဝါဆိုတာပြေးကြလို့ချင်းဒီတီဝိုစိတ်ရောင်းရတဲ့ပတ်စံနဲ့မမတွေဝါဆိုတင်ကကပ်ပေးအောင်ပါမယ်ရှင်ဟိုအရင်တစ်ခါကသွားလှူတယ်ဟိုတင်ဇီဝိတာဌာနတာကဆေးရောင်ပါလေအဲ့မှာလှူရတာအရန်ကုတို့ရတယ်အဲ့ဒီဇီဝိတာဌာနဆေးရောင်မှာဝါဆိုတင်ကကပ်မယ်အလူငွေလည်းကပ်အောင်မယ်တီဝိုစိတ်လည်းကပ်အောင်မယ်ဇီဝိတာဌာနဆေးရောင်မှာမမတွေမှာတီကိုစိတ်အားပေးတဲ့လူတွေတက်ကုတို့ရဒီတီကိုစိတ်ရောင်းရတဲ့ပတ်စံနဲ့မမတွေအလူဌာနလောက်ပေးပါမယ်ရှင်ဒါကြတော့30တာအထုပ်လေးတွေပေါ့နော်တီကိုစိတ်ဒါဂျူဒီယာလူတွေကြတော့အများကြီးဒီ50တာကြတော့သူတို့စားလို့မကောဘူးလေဂျူဒီယာလူတွေကြတော့ဒီ30တာကြတော့အဆင်ပြေတယ်အဲကြောင့်ဂျူဒီယာလူတွေစားဖို့ဆိုမမတွေ30တာအထုပ်လေးတွေခွဲရောင်းပေးပါနဲ့ရှင်ဒီကိုစိတ်ကအကြီးပဲမမတွေတို့ဈေးထဲမှာရောင်းသေးဒီကိုစိတ်ရတယ်သူကနှစ်ချမ်းချမ်းလိုက်တာပေါ့နော်မမတွေကနှစ်ချမ်းမချမ်းပါဘူးအစိတ်တိုင်းပဲရောင်းမယ်ဒါမမတွေတော့မွန်ပြည်နယ်ကယူရောင်းတယ်ဆိုတော့သူများထပ်စားတော့မမတွေရောင်းတာဈေးပေါ်ပါနဲ့ရှင်ဒီကိုစိတ်တဲ့ရောင်းကောက်တဲ့ဝါဆိုတာပြေနဲ့ကွက်တိပဲဝါဆိုတာပြေက29ရက်နေတာမသိကြတော့ကြရင်ဝါဆိုတင်ကကောက်မယ်ဒီကိုစိတ်ရောင်းရတဲ့ပတ်စံလေးနဲ့